အားလုံးမင်္ဂလာပါလို့အယုံဆုံးနှုတ်ခွန်းဆက်တာကတော့ပြုလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ယောက်ျားတိုင်းမရနိုင်တဲ့မိန်းမဖြစ်အောင်နေပါဒီဗီဒီယိုလေးကိုအစဉ်တစ်ပြေနားဆင်လို့ရပါပြီယောက်ျားတိုင်းလိုချင်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့ယောက်ျားတိုင်းမရနိုင်တဲ့မိန်းမဖြစ်အောင်နေပါယောက်ျားတိုင်းလွယ်ရတဲ့မိန်းမဖြစ်အောင်မနေပါနဲ့ယောက်ျားတိုင်းလွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်နေပါယောက်ျားတိုင်းလွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါပြော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့စိတ်ဓာတ်မှာကြောတဲ့မိန်းမတယောက်ဖြစ်အောင်ကြိုးစားပါမပြတ်သားတဲ့မိန်းမဖြစ်အောင်မနေပါနဲ့ဆုံးပြချက်ချပြီးနောက်လက်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါအရာရာရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းမဖြစ်အောင်နေထိုင်ပါမျက်ရည်လွယ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့မျက်ရည်ကျတိုင်းကိုမျက်ရည်ကိုတုပ်ပြီးပြုံးနိုင်တဲ့မိန်းမတယောက်ဖြစ်အောင်ကြိုးစားပါအချစ်တွေအလွမ်းတွေနဲ့အခြေကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နဲ့နေထိုင်တတ်အောင်ကြိုးစားပါအိမ်နောက်ဖေးမှာဘဝကုံဆုံးတော့မဲ့မိန်းမဖြစ်အောင်မနေပါနဲ့အေဦးခမ်းမှာအိမ်တော်ဦးစီးကိုလမ်းပြတ်နိုင်တဲ့မိန်းမတယောက်ဖြစ်အောင်ကြိုးစားပါအတိအညာမဲ့တဲ့မိန်းမဖြစ်အောင်မနေထိုင်ပါနဲ့အတိညာကျွယ်ဝတဲ့မိန်းမတယောက်ဖြစ်အောင်ကြိုးစားပါတန်ဖိုးမဲ့မိန်းမတယောက်ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတယောက်ဖြစ်အောင်ကြိုးစားပါယောက်ျားတိုင်းမရနိုင်တဲ့မိန်းမဖြစ်အောင်နေထိုင်ပါဗီဒီယိုလေးကဒီလောက်ပါပဲမွေးရကိုလည်းလေးစားပါတယ်အထူးကတော့လေးစားပြုတ်ပါတယ်ဒီထက်ကောင်းတဲ့ဗီဒီယိုလေးကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင်ခေါင်းလုံးလေးနဲ့ subscribe လေးနှိပ်ထားပေးဖို့မြစ်တိုင်ရက်ခါချင်ပါတယ်ရှင်လိုက်ချမ်းမြေ့ကြပါစေ